အောင်မင်္ဂလာကိုပစ္စည်းသွားပို့ရင်ရန်ကုန်မြို့တစ်ပတ်လောက်ပတ်မိသွားတယ်ဗျာလမ်းမှာမိုးလေးရွာရွှေတကုံဖျားကိုကားပေါ်ကနေဖူးမြော်ရကဘာအေးဖျားကိုလည်းတွေ့ရအောင်မင်္ဂလာမရောက်ခင်လမ်းကရှည်လွန်းတော့မြစ်ဖက်နဲ့ရုပ်ရှင်ကြည့်တယ်ဒါတော့အားမရလို့လာထားနဲ့ပါဆက်ကြည့်မိသေးတယ်နောက်ဆုံးအောင်မင်္ဂလာကိုရောက်သွားခဲ့တဲ့တနေ့တာဘွားကလေးပါဗျာမင်္ဂလာပါခင်ဗျာပယံပဒါလန်တကသွားတဲ့ကိုထူးချမ်းနာကနေကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်တော့အောင်မင်္ဂလာကိုပစ္စည်းတော်ပို့မဲ့ခီးစဉ်လေးကိုလိုက်ကြည့်ကြရအောင်ဗျာအိမ်ကနေစထွက်တော့အောင်တပြေလန်းကနေထွက်လာခဲ့ပါတယ်အဲ့ဒီကနေမကြီးကြီးလန်းကိုဖြတ်ပြီးပြည်လန်းပေါ်ရောက်လာတဲ့ဆက်ပြီးညီနီကုန်းတရားပေါ်တက်ခဲ့ရပါတယ်အလုံလန်းဘက်ကိုရောက်လာတဲ့အချိန်မှာတော့ကားပေါ်ကနေရွှေတကုံစီရီတော်မြက်ကြီးကိုဖူးမြော်ခွင့်ရခဲ့ပါတယ်လမ်းသွားရင်ဖះကိုမြင်ရတာကတော့စိတ်ကြည်နူးစရာပါပဲဗျာအဲ့ဒီနောက်ရွှေတကုံတောင်ဘက်ကနေကနော်ကြီးပတ်လန်းကိုရောက်လာပြီးတရိတ်ဆန်ဥယျာဉ်ရှိကနေဖြတ်တန်းခဲ့ပါတယ်ဆက်ပြီးရွှေမင်္ဂလာဈေးနဲ့ယူဇနာပလာဇာဘက်ကိုသွားပြီးပစ္စည်းတွေတည်ယူခဲ့ပါတယ်ပစ္စည်းတည်ပြီးတော့တာမွေကုန်းကျော်တရားပေါ်တက်ခဲ့ရတဲ့တရားပေါ်ရောက်တော့လမ်းနှစ်လမ်းရွေးရတဲ့အခြေအနေတစ်ခုကြုံရတယ်ဗျာတလန်းကဦးချစ်မောင်လန်းနောက်တလန်းကအရှိမြင့်ပြန်ကွင်းလန်းကျွန်တော်ကတော့ဦးချစ်မောင်လန်းကိုရွေးပြီးဆက်သွားခဲ့ပါတယ်ဦးချစ်မောင်လန်းကနေတန်တန်မတ်မတ်သွားရင်ဆက်မှုတလမ်းကိုဖြတ်ပြီးကဘာအေးဖျားလမ်းပေါ်ရောက်လာခဲ့ပါတယ်ကဘာအေးဖျားလမ်းပေါ်မှာတော့ကဘာအေးစီဒီတော်ကိုကားပေါ်ကနေဖူးမြော်ရသလိုမိုးလေဝသဌာနအဆောက်အုံကိုလည်းတွေ့ခဲ့ရပါတယ်အဲ့ဒီနောက်မြောက်ဥက္ကလာတရားကိုဖျက်ကျော်ပြီးအောင်မင်္ဂလာဘက်ကိုဆက်လက်ခီးနှင်ခဲ့ပါတယ်ဒါပေမဲ့လန်ခီးကနည်းနည်းရှည်လာတော့ပြင်းလာတယ်ဗျာအဲ့ဒါနဲ့ပထုတ်ပြီးရုပ်ရှင်ကြည့်လိုက်တဲ့ကြည်ရင်နဲ့တောင်အားမရသေးဘူးနောက်ဆုံးတော့ကွန်ပျူတာပါဖွင့်ပြီးရုပ်ရှင်ဆက်ကြည့်ရင်အောင်မင်္ဂလာကိုရောက်ရှိခဲ့ပါတယ်ဒီနေ့ဘဝလေးကတော့ပစ္စည်းတော့ပို့ရင်ရန်ကုန်မြို့ရဲ့လမ်းရှုခင်းတွေဖျားဖူးခွင့်ရတဲ့အခိုက်အတန့်တွေနဲ့လန်ခီးအတွေ့အကြုံလေးတွေကိုမျှဝေပေးထားတာဖြစ်ပါတယ်ဗီဒီယိုကိုဘောကြရင် like subscribe လုပ်ပေးဖို့မမေ့နဲ့တော့ဗျာ